မျက်မမြင်ဇနီးတဦးဖြစ်တဲ့အန်နာဟာသူမရဲ့ကမ္ဘာတစ်ခုလုံးကိုကွဲကြေသွားစေမဲ့အရာတစ်ခုကိုမတော်တဆကြားလိုက်ရပါတယ်။အများပြည်သူရှေ့အင်တာဗျူးတစ်ခုမှာသူမရဲ့ခင်ပွန်းဘင်ဂျမင်ကသူချစ်တဲ့အမျိုးသမီးဟာအန်နာမဟုတ်ကြောင်းကိုပွင့်ပွင့်လင်းလင်းကြေညာလိုက်တာပါ။သူကအန်နာကိုအစားထိုးပြီးအင်ရှင်မအက်မလီကိုစစ်မှန်တဲ့မျက်စိပီအဖြစ်ကမ္ဘာကိုမိတ်ဆက်ပေးလိုက်ပါတယ်။ကင်မရာတွေရှေ့မှာသူတို့နှစ်ယောက်ဟာချစ်ချင်းမြတ်တာကိုထိမ့်မနိုင်သိမ့်မရပြသခဲ့ကြပြီးအက်မလီကတော့သူ့ကလေးကိုကိုဝင်ဆောင်နေပြီလို့ကြေညာလိုက်ပါတယ်။လုံးသားကွဲအပ်နေတဲ့အန်နာဟာဘင်ဂျမင်ကိုရင်ဆိုင်ဖို့အပြင်းထန်စူးစမ်းခဲ့ပေမဲ့ခလုတ်တိုက်ပြီးလဲကျသွားခဲ့ပြီးခေါင်းနောက်ကဆိုဖာပေါ်ကိုစောင့်ကြသွားကအရာအလုံးမှောက်မိုက်သွားခဲ့ပါတယ်။သူမပြန်နိုးလာတဲ့အခါမယုံနိုင်စရာအရာတစ်ခုဖြစ်ပျက်နေခဲ့ပါတယ်။အဲ့ဒီမတော်တဆမှုကြောင့်အန်နာရဲ့မျက်စိကမြင်လာခဲ့တာပါစိတ်လှုပ်ရှားလွန်းလို့ဘင်ဂျမင်ကိုချက်ချင်းပြောပြချင်ပေမဲ့မပြောခင်မှာပဲတကားအပြင်ဘက်ကစကားပြောတန်တစ်ခုကြားလိုက်ရပြီးသူမရဲ့နှလုံးသားကထပ်မံကွဲကြေသွားပါတယ်။လွန်ခဲ့တဲ့9နှစ်တကားမတော်တဆမှုတဲ့ကြောင့်အန်နာဟာမျက်စိကွယ်သွားခဲ့ပြီးအကသမားဖြစ်ချင်တဲ့သူမရဲ့အိမ်မက်လည်းအဆုံးသတ်သွားခဲ့ပါတယ်။အင်အားကြီးစီးပွားရေးအင်ပါယာတစ်ခုရဲ့အကြီးအကဲဖြစ်တဲ့ဘင်ဂျမင်ကလည်းသူ့ဘို့အဖွဲ့ရဲ့ဖိအားကိုအပြင်းထန်ခံနေရပါတယ်။သူတို့ကမျက်မမြင်မျိုးသမီးတစ်ယောက်နဲ့လက်ထပ်ထားတာကိုလုံးဝလက်မခံနိုင်ကြပါဘူး။ဒါကြောင့်ဘင်ဂျမင်ဟာပြည့်စုံတဲ့လိမ်ညာမှုတစ်ခုကိုကြံစည်ခဲ့ပါတယ်။သူဟာအန်နာနဲ့တထေရာတဲ့နီးပါးတူတဲ့အမျိုးသမီးတစ်ယောက်ကိုရှာတွေ့ခဲ့ပြီးအဲ့ဒီသူကတော့အက်မလီပါဘင်ဂျမင်ဟာလူသိရှင်ကြားထဲမှာအက်မလီကိုသူနီးအဖြစ်ထုတ်ပြလိုက်ပြီးအန်နာကပြန်ကောင်းသွားပြီလို့လူတွေထင်အောင်ထင်မှားဖြစ်အောင်စီစဉ်ခဲ့ပါတယ်။အစပိုင်းမှာတော့ဘင်ဂျမင်ဟာအက်မလီကိုမုန်းတီးခဲ့ပါတယ်။သူတို့အကြားအပြန်အလှန်ဆက်ဆံမှုတိုင်းကသူ့အတွက်ဆက်ဆုပ်ရွံရှာစရာဖြစ်ခဲ့ပါတယ်။သူ့နှလုံးသားထဲမှာတော့အန်နာတယောက်တည်းပဲရှိခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကသူကတကယ်အန်နာကိုတောင်လက်ထပ်ခွင့်တောင်းခဲ့ပြီးစိန်ခံဗီလာတစ်ခုမှာသူမကိုပုံအောင်ထားခဲ့ပါတယ်။ဒါပေမဲ့အချိန်ကအရာအလုံးကိုပြောင်းလဲသွားစေခဲ့ပါတယ်။9နှစ်ကြာပြီးနောက်အဲ့ဒီလိမ်ညာမှုဟာတဖြည်းဖြည်းအမှားခဲ့ပါတယ်။အက်မလီကကိုဝင်ရှိလာပြီးဘင်ဂျမင်ကသူမကိုလွှတ်မချနိုင်တော့ပါဘူး။ဒါပေမဲ့အရေးကြီးတဲ့အမှန်တရားတစ်ခုကိုဘင်ဂျမင်မေ့ပစ်ဖို့ရွေးချယ်ခဲ့ပါတယ်။အန်နာမျက်စိကွယ်သွားတဲ့မတော်တဆမှုအတွက်တာဝန်ရှိသူကအက်မလီရဲ့အကိုဖြစ်နေခဲ့တာပါ။သူကဒါကိုမတော်တဆမှုသာဖြစ်ခဲ့တယ်လို့ကိုယုံကြည်စေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဘင်ဂျမင်ကအန်နာကိုဂရုတစိုက်ဒီဇိုင်းထုတ်ထားတဲ့ဗီလာတစ်ခုမှာထားခဲ့ပါတယ်။ဒါပေမဲ့တကယ်တော့အဲ့ဒီနေရာကဗီလာမဟုတ်ပါဘူး။ထောင်တစ်ခုပါဘင်ဂျမင်ဟာအချက်ပြပိတ်ဆို့ကိရိယာတွေတက်ဆင်ထားပြအကိုပြင်ပကဘာနဲ့အဆက်အသွယ်ဖြတ်တောက်ထားခဲ့ပါတယ်။သူဖန်တီးထားတဲ့မှားယွင်းတဲ့ကဘာထဲမှာပဲအန်နာကိုတစ်သက်လုံးထားခြင်းခဲ့ပြီးအမှန်တရားကိုဘယ်တော့မှမသိစေခြင်းခဲ့ပါဘူး။အန်နာလဲကြပြီးနောက်မျက်စိပြန်မြင်လာတဲ့အချိန်မှာသူမဟာဆေးရုံကတင်ပေါ်မှာလှဲနေရင်ဘင်ဂျမင်ကိုအက်မလီအကြောင်းမေးဖို့စီစဉ်ထားပါတယ်။ဒါပေမဲ့သူမကြားလိုက်ရတဲ့စကားတချို့ကသူမကိုလုံးဝဖျက်ဆီးပစ်လိုက်ပါတယ်။ဘင်ဂျမင်ကအက်မလီကိုစိတ်အေးလက်အေးဖြစ်စေဖို့အန်နာရဲ့ကုသမှုကိုတမင်တကာရွှေ့ဆိုင်းခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။အေးခဲ့တဲ့ဆေးတွေကလည်းအခြေခံဖြည့်ဆွတ်စာတွေထက်မပိုခဲ့ပါဘူး။ဘင်ဂျမင်ဟာအန်နာကိုထာဝရမျက်စိကန်းနေစေခြင်းခဲ့တာပါ။အဲ့ဒီအချိန်မှသာသူကမိန်းမနှစ်ယောက်လုံးကိုအပြစ်မရှိသလိုနဲ့ပျော်ရွှင်စွာပိုင်ဆိုင်နိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။သူပြောခဲ့တဲ့ဂတိစကားတိုင်းဟာရက်စက်မှုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အန်နာရဲ့ကဘာဟာဒုတိယအကြိမ်ပြိုလဲသွားပါတယ်။ဒီတစ်ခါတော့သူမမျက်ရည်တောင်မကျတော့ပါဘူး။သူမအတွင်းမှာအေးဆက်သွားပြီးဘာမှမခံစားရတော့တဲ့အခြေအနေထိရောက်သွားပါတယ်။အဲ့ဒီအခါအန်နာဟာဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။သူမများကန်းနေသေးသလိုဟန်ဆောင်မဲ့ဘင်ဂျမင်ဘယ်လောက်ထိဆက်လိမ့်မလဲဆိုတာကိုသူမကိုယ်တိုင်မြင်ကျင်ခဲ့ပါတယ်။ဗီလာကိုပြန်ရောက်လာချိန်မှာတော့မိခိုးတွေကြားကနေဘင်ဂျမင်ကသူတစ်ချိန်ကရှိခဲ့တဲ့အချစ်တွေပြန်ရောက်လာသလိုမျိုးသူမကိုကဲတင်ဖို့အပြေးအလွှားဝင်လာခဲ့ပါတယ်။ခဏတာတော့အန်နာတွန့်ဆုတ်သွားပေမဲ့ဘင်ဂျမင်ကသူမကိုပွေ့ချီပြီးသူမဘေးကင်းနေကြောင်းမြင်လိုက်တဲ့အခါသူ့မျက်နှာပေါ်ကစိတ်သက်သာရမှုကအရာအလုံးကိုပြောပြနေသလိုဖြစ်သွားပါတယ်။ဒါပေမဲ့အန်နာနားလည်သွားခဲ့ပါတယ်။ဘင်ဂျမင်ကသူမကိုကဲတင်တာဟာအကျင့်ခုသာဖြစ်နိုင်တဲ့ဖြစ်ရှိလို့ဒါပေမဲ့အကျင့်မဟုတ်ဘူးထွက်သွားဖို့အကြံကိုသူမချက်ချင်းလက်လျှော့လိုက်ပါတယ်။အဲ့ဒီအစားပိုအေးဆက်ပြီးပိုတွက်ချက်ထားတဲ့အစီအစဉ်တစ်ခုသူမစိတ်ထဲပေါ်လာပါတယ်။သူမနေပြီးစောင့်ကြည့်မယ်ဘင်ဂျမင်ကလည်းအခွင့်အရေးကိုအသုံးချပြီးအက်မလီကိုအာဟာရပညာရှင်ဆိုတဲ့အကြောင်းပြချက်နဲ့ဗီလာတွေကိုပြောင်းရွှေ့စေခဲ့ပါတယ်။အခုတော့တကယ်ဇနီးနဲ့အစားထိုးမျိုးသမီးအမိုးတစ်ခုထဲအောက်မှာအတူနေကြရတော့ပါတယ်။အက်မလီကတော့အန်နာကြားလိုက်တဲ့အခါပြင်ပေးပါလို့ပြောလိုက်ပါတယ်